။အန်လီရဲ့အစမှာတော့ယေစုဆိုတဲ့အမျိုးသားသူအရင်နေခဲ့တဲ့မြို့တစ်မြို့မှာကြောင်းတက်ဖို့ပြန်လာခဲ့ပါတယ်။နောက်တော့သူ့တငယ်ချင်းအောင်မော်ရီနဲ့တွေ့ပြီးတငယ်ချင်းပြဖြစ်သွားပါတယ်။သူတို့ကြောင်းစင်တော့မော်ရီတတန်လို့ခေါ်တဲ့သူ့တငယ်ချင်းကိုမစ်ဆက်ပေးခဲ့ပါတယ်။တတန်ကတော့ယေစုကတော်တော်ချော်ပြီးကြောင်းကွန်မြူနတီတော်တော်များများသဘောကျနေဆိုပြီးချီးကျူးနေခဲ့ပါတယ်။ဒါမဲ့ယေစုကတော့ဘာမှပြန်ပြောခဲ့ပါဘူး။ယေစုကအိမ်ရောက်တော့အတိတ်ကအကြောင်းတွေပြန်တွေးနေခဲ့ပါတယ်။တကယ်တော့သူကအရင်ဒီမှာနေခဲ့မှုပြီးသူကအဲ့တော့ငယ်လေးပဲရှိပါသေးတယ်။ဒါမဲ့သူကအဲ့တော့ပြေးစော့နေကိုဝေရှိနေတဲ့အမျိုးသမီးကငါကလေးမှုကျင်တယ်ငါ့ယောက်ျားဖြစ်ချချင်နေတယ်ခလေးငါအချစ်ကအတိမပြုတ်ခံရမှာလားဆိုပြီးတော့သူကလည်းငယ်သေးတော့မသိပဲအတိမပြုတ်ခံရမှာမဟုတ်ဘူးအယူမဆိုကထွက်ပြေးသွားပါတယ်နောက်ရမျိုးသမီးကအဲ့နေရာမှာမတက်သေးသွားခဲ့တယ်ဆိုပါတယ်အဲ့ကြောင့်သူကပိုထိတ်လန့်နေရတာပါသူများဝပြန်လဲမလားဆိုပြီးပေါ့နောက်တော့ယေစုကမော်ရင်းနဲ့တွဲလိုက်ကြပါတယ်သူတို့ချင်းချင်းစကားပြောနေတော့သူတို့မျိုးရဲမဲ့အချစ်အကြောင်းတော်တော်မေးသူတွေရှိတဲ့အကြောင်းသူတို့ကကိုယ့်ကိုတက်တည်သွားတဲ့အကြောင်းတွေပြောနေခဲ့ကြပါတယ်အဲ့ဒီလူကနမိတ်ဖတ်ပြီးတဲ့ဆိုပြီးနမိတ်ကြည့်ပြီးတခါတရံတွေ့ရပြီးအချစ်အကြောင်းပြောပြပါတယ်ဒါမဲ့သူပြောတာခံရသူတွေမကြောက်ဘူးတက်တည်ကြလို့ပါနောက်တော့ယေစုကအဲအကြောင်းတွေမော်ရီရောက်လာပြီးနင်အဲ့ဒါတွေးနေရမလားငါလည်းတွေးတယ်အရင်ကငါတော့လဲအဲ့ဒါကြောင့်တည်သွားခဲ့တာလေးဆိုတော့ယေစုကလန့်ပြီးအဲ့မျိုးသမီးကသူ့အတော်ဖြစ်တယ်ဆိုတာမှတ်မိတော့ကမော်ရီကိုရှောင်းမစတင်လွတ်လာပါတယ်မော်ရီကမသိလို့တတအောင်ပြောပြအကူကြီးတောင်းတော့တတန်လည်းကူညီပြီးယေစုကိုပြောပြပါတယ်ဒါပေမဲ့ယေစုကမော်ရီကငါနဲ့မထိုက်တော့ငါနဲ့မတောင်းသူကပိုကောင်းတာနဲ့ထိုက်တယ်နာဆိုကပြောလို့တတန်လည်းထွက်သွားလိုက်ရပါတယ်သူပြန်နေတော့လမ်းဆုံးမဲ့ပြောတဲ့လူတွေတော့အဲအကြောင်းတော့ပြောခဲ့ပါတယ်ဒါပေမဲ့ကိုချစ်ကိုပဲစိတ်ပူပါပြောလို့သူကကိုအကြောင်းကိုပြန်မိတော့ကနောက်တော့မော်ရီစီသွားပြီးတော့ပြောပါတယ်မယေစုကသူကပြစ်ချင်နေတာပြီးတော့ငါနာမည်ဟောဆူသွားပြီးငါအခြေမှာအစီပြင်းနေကြီးရှိတယ်အဲအကြောင်းငါရိုးသားနေတော့မယ်ငါယေစုချစ်တယ်ဆိုပြီးကြီးကမော်ရီကိုထားခဲ့ပြီးအိန္ဒိယစာပြီးယေစုနောက်ကိုစားလိုက်ပါတော့တယ်ယေစုနောက်တတန်ကအမြဲလိုက်ပြီးဘယ်တော့ပါနေပါတယ်နောက်တော့တဖြည်းပူဆိုးလာပါတယ်ယေစုကိုမိုးသွားပြီးတော့ယေစုကမချစ်ဘူးမစားဘူးလို့ပြောတော့သူ့လေကိုပြစ်ပူအောင်လုပ်လိုက်ပါသေးတယ်ဒါပေမဲ့ယေစုကထပ်သွားငါဘယ်တော့မှချစ်မှာမဟုတ်ပြောလိုက်ပါတယ်အဲ့ချိန်ကြောက်စင်းချိန်ရောက်တော့တတန်ကိုလမ်းထိပ်မြင်လဲရတော့ယေစုကသူ့ကိုငါပြောခဲ့တာလုံသွားတယ်ငါတောင်းပန်ပါတယ်အမော်ရီကိုပဲချစ်တာသူ့မမင်းနဲ့သူတို့ကပြောရှိသေးတတန်ကမခံစားနိုင်တော့ကိုတက်တည်သွားခဲ့ပါတယ်အဲ့ဒါအကြောင်းယေစုကလည်းနောက်တော့ရကနောက်နေ့ကစားပြီးနောက်ဖက်သူကိုရှာရင်သူ့ရောင်ဆောင်ကသူများတို့သူတို့အချစ်ရအတိမဲ့ပြစ်ခံရမှာပဲဆိုပြီးလိုက်ကူညီပေးခဲ့ပါတယ်နောက်တော့နမိတ်ဖက်သူကိုတွေ့လိုက်ပေမဲ့မတွေ့ခဲ့တော့ပဲသူကြီးဆောင်မော်ရီကိုပြန်တွေ့သွားတဲ့အချိန်မှာတော့မြေရီအပြင်နမိတ်ဖက်သူကဘယ်တော့မှမရှိသလိုတက်ကင်းမနာပြောက်ဆုံးသွားဇလင်းလေးလည်းပြီးဆုံးသွားပါတော့တယ်